တန်ရေဒီယိုကိုနားဆင်နေကြတဲ့တော်တာရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလောက်ကိုင်းနေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတော်တာရှင်များအားလုံးအတွက်စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေပေးနေတဲ့တုဒ္ဒပရိဒါစိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့ရေရှည်စီးပွားကောင်းစီဖို့ထောပတ်သီးပင်စိုက်ကြစုဆိုတဲ့ကောင်းစဉ်တွေမြန်မာနိုင်ငံရဲ့ထောပတ်သီးစိုက်ပျိုးနေမှုအခြေအနေတွေစိုက်ပျိုးနည်းစနစ်တွေဈေးကွက်အလားအလာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တော်တာရှင်များရှင်ကျမတို့မြန်မာနိုင်ငံမှာရေမြေဒေသမျိုးစုံရာသီဥတုမျိုးစုံရှိတဲ့အတွက်တင်းနှံမျိုးစုံစိုက်ပျိုးလျက်ရှိရမှာထောပတ်သီးကိုလည်းစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။အရေးအသွေးကောင်းမွန်တဲ့ထောပတ်သီးတွေကိုစိုက်ပျိုးထုတ်လုပ်ပြီးပြည်တွင်းစားသုံးမှုအပြင်ပြည်ပနိုင်ငံတွေကိုပါတင်ပို့လျက်ရှိရမှာထောပတ်သီးဟာတောင်သူများအတွက်စီးပွားဖြစ်တဲ့တင်းနှံတစ်မျိုးဖြစ်ပါတယ်။ထောပတ်သီးကိုရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးတို့မှာအများဆုံးစိုက်ပျိုးကြပါတယ်။မြန်မာနိုင်ငံမှာထောပတ်မျိုးပေါင်း20ခန့်ရှိပြီးတော့ထောပတ်သီးတွေမှာပုံတံနဲ့အရောင်အမျိုးမျိုးရှိပြီးအသီးအခွန်ကျန်းတာပျော်တာအဖူပါတာအစီကြီးတာတေးတာစတာဖြင့်အမျိုးမျိုးကွဲပြားနေပါတယ်။ထောပတ်သီးရဲ့အသီးပုံတံကိုကြည့်ပြီးအသီးဝိုင်းအရှိသီးမီးသီးပုံဘူးသီးပုံစသဖြင့်ဒေသအလိုက်အမျိုးမျိုးခေါ်လျက်ရှိကြပါတယ်။ဟုတ်ပါတယ်မြန်မာနိုင်ငံရဲ့ထောပတ်သီးစိုက်ပျိုးရေးကဏ္ဍမှာဒေသထွက်ထောပတ်သီးနဲ့ဂိုင်းဆက်ထောပတ်သီးဆိုပြီး2မျိုးရှိပါတယ်။ဒေသထွက်ထောပတ်သီးဆိုတာအစိစိုက်အပင်ကရတဲ့အသီးကိုခေါ်တာဖြစ်ပြီးတော့ဂိုင်းဆက်အသီးကတော့သဘာဝအတိုင်းဖြစ်ထွန်းနေတဲ့ဒေသတွင်းထောပတ်သီးအပင်ခြေပေါ်မှာနိုင်ငံတကာဈေးကွက်ဝင်တဲ့မျိုးကောင်းမျိုးသက်ဂိုင်းညွန့်တွေကိုဂိုင်းဆက်ပြီးဖြစ်ပေါ်လာတဲ့ဂိုင်းဆက်အပင်ကရတဲ့အသီးကိုခေါ်ဆိုတာဖြစ်ပါတယ်။အစိစိုက်အပင်တွေဟာအသီးရရှိဖို့အတွက်9နှစ်ကနေ9နှစ်အထိကြာမြင့်နိုင်ပြီးတော့ဂိုင်းဆက်အပင်တွေကတော့အပင်ကြီးထွားမှုမြန်ဆန်တဲ့အတွက်ကြောင့်စိုက်ပျိုးပြီး2နှစ်ကနေ3နှစ်အတွင်းအသီးစတင်စုခုနိုင်ပါတယ်။ဒေသတွဲထောပတ်သီးတွေဟာမိခင်အပင်ရဲ့ဗီဇအတိုင်းအရည်သွေးတစ်ထရထဲမထွက်ဘဲအသီးအရွယ်စားမညီညာတာအသားနေတာအစိတ်ကြီးတာအခွန်ပါပြီးတည်ယူပို့ဆောင်ရမှာပုတ်သိုးလွယ်တာစားတဲ့အားနည်းချက်တွေရှိတဲ့အတွက်ကြောင့်နိုင်ငံတကာဈေးကွက်ကိုတင်ပို့ဖို့ခက်ခဲပါတယ်။ဂိုင်းဆက်အသီးတွေကတော့နိုင်ငံတကာဈေးကွက်ဝင်တဲ့မျိုးကောင်းမျိုးသက်တွေကိုစိုက်ပျိုးထားတာဖြစ်လို့အသီးအရွယ်စားညီညာတာအသားထူပြီးစီပါဝင်မှုမြင့်မားတာအခွန်ထူပြီးအဖို့အထစ်များတဲ့အတွက်ကြောင့်ခရီးရှည်တည်ယူပို့ဆောင်မှုတန်းကိုခံနိုင်ရရှိတာစားတဲ့အားသာချက်တွေကြောင့်ပြည်ပဈေးကွက်တွေကိုအဓိကထားတင်ပို့ကြပါတယ်။မှန်ပါတယ်ရှင်။မြန်မာနိုင်ငံမှာတော့အရင်ကသဘာဝအတိုင်းအစေးစိုက်တဲ့ဒေသထွက်အသီးတွေကိုသာစိုက်ပျိုးခဲ့ကြပေမယ့်လက်ရှိကာလမှာတော့ပြည်ပကိုတင်ပို့ပြီးဈေးကောင်းရရှိနိုင်စေဖို့နိုင်ငံတကာစံနှုန်းမီတဲ့ဂိုင်းဆက်အသီးမျိုးကောင်းမျိုးသန့်တွေကိုရွေးချယ်စိုက်ပျိုးလာကြပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြည်ပပို့ကုန်အဖြစ်ဈေးကွက်ဝင်စေဖို့နဲ့ပြည်တွင်းမှာစီးပွားဖြစ်စိုက်ပျိုးနိုင်မှုအတွက်အမေရိကန်၊နယူးဇီလန်နဲ့ဗီယက်နမ်နိုင်ငံတို့မှတင်သွင်းပြီးဂိုင်းဆက်မျိုးကောင်းမျိုးသန့်တွေကိုစိုက်ပျိုးလျက်ရှိပါတယ်။ထင်ရှားတဲ့ထောပတ်ဂိုင်းဆက်မျိုးတွေကတော့ Hass, Pagania Amara, 334, Post 7, Bacon, Pate, Rine, Sutano တို့ပဲဖြစ်ကြပါတယ်။မြန်မာနိုင်ငံမှာထောပတ်သီးပင်တွေကိုပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ3000ကနေ6000အထိအေးမြတဲ့တောင်ပေါ်ဒေသတွေမှာအဓိကစိုက်ပျိုးကြပါတယ်။ထောပတ်စိုက်ပျိုးတဲ့မြေဟာရေမဝေးရပါဘူး။ရေထုတ်ဖို့လွယ်ကူရင်တော့မြေစီတဲကျောက်စရည်မြေတွေမှာလည်းစိုက်ပျိုးနိုင်ပါတယ်။မြေစီလွှာရဲ့အောက်မျက်နှာပြင်3ပေအနက်အတွင်းအောက်ခံကြောက်သားရှိနေမယ်ဆိုရင်ထောပတ်ပင်ဟာကောင်းစွာမဖြစ်ထွန်းနိုင်ပါဘူး။ထောပတ်စိုက်ပျိုးဖို့တင့်တော်တဲ့မြေချင်းငန်းတက်ကတော့9ကနေ9အတွင်းဖြစ်ပါတယ်။ထောပတ်ပင်တွေဟာပြင်းပြအပူချိန်12ဒီဂရီစင်တီဂရိတ်ကနေ28ဒီဂရီစင်တီဂရိတ်မိုးရေချိန်26လက်မကနေ58လက်မအတွင်းကောင်းစွာဖြစ်ထွန်းပါတယ်။ထောပတ်အပွင့်တွေဟာမိုးဒဏ်ကိုခံနိုင်ရရှိပါတယ်။ထောပတ်ကိုင်းတွေကတော့ကျိုးလွယ်တဲ့အတွက်လေဒဏ်ကိုသတိပြုဖို့လိုအပ်ပါတယ်။မှန်ပါတယ်။ထောပတ်ပင်စိုက်ပျိုးရမှာမြေစီလွှာရဲ့မြေစီဩဇာထက်သန်မှုအပေါ်မူတည်ပြီးပင်ကြားတန်းကြားအကွာဝေးကိုစီစဉ်နိုင်ပါတယ်။မြေစီဩဇာထက်သန်မယ်ဆိုရင်ပင်ကြားတန်းကြားပေ20 25 30စီဒါမှမဟုတ်25ပေနဲ့ပေ20 25ပေနဲ့ပေ30အဲ့လိုစိုက်ပျိုးနိုင်ပါတယ်။မြေစီဩဇာအလဲလက်ကောင်းမယ်ဆိုရင်တော့15ပေနဲ့ပေ20ထားပြီးစိုက်ပျိုးနိုင်ပါတယ်။မြေစီဩဇာညံ့မယ်ဆိုရင်တော့ပင်ကြားတန်းကြား15ပေစီထားပြီးစိုက်ပျိုးသင့်ပါတယ်။ထောပတ်ပင်တွေမစိုက်ပျိုးခင်မှာ2ပေပတ်လည်ကျင်းတွေတူးထားပြီးသဘာဝမြေဩဇာရှိပြီး
ဖွဲပြ4ပြည်မြေဆွေး10ပြည်တီစူပါစတီးစွန်း4စွန်းတို့ကိုရောမွေထည့်ပြီးမြေကိုနှက်ထားရမှာဖြစ်ပါတယ်။ထောပတ်ပင်ဟာပင်တီးရောပင်ကြားမှာဝတ်မုံကူးနိုင်တဲ့အပင်အမျိုးအစားဖြစ်ပါတယ်။မနက်ပိုင်းမှာအမပွင့်ပြီးညနေပိုင်းမှာအဖို့ပွင့်တဲ့မျိုးကိုအေးတိုက်လို့ခေါ်ပြီးမနက်ပိုင်းမှာအဖို့ပွင့်ပြီးညနေပိုင်းမှာအမပွင့်တဲ့မျိုးကိုတော့ဘီတိုက်လို့ခေါ်ပါတယ်။ထောပတ်ပင်စိုက်ခင်းအတွင်းမှာဝတ်မုံကူးမှုပိုမိုကောင်းမွန်ပြီးအသီးတင်နှုံမြင့်မားစေဖို့အေးတိုက်6တန်းစိုက်ပြီးတိုင်းဘီတိုက်1တန်းကိုရောနှောစိုက်ပျိုးပေးရပါမယ်။အေးတိုက်ဆိုတာအဓိကစိုက်ပျိုးတဲ့မျိုးဖြစ်ပြီးဘီတိုက်ကတော့ဝတ်မုံကူးပေးမဲ့မျိုးဖြစ်ပါတယ်။ဥပမာပြည်ပတင်ပို့နိုင်ဖို့စိုက်ပျိုးမယ်ဆိုရင်တော့အေးတိုက်ဖြစ်တဲ့ကမ္ဘာဈေးကွက်ဝင် Hatch မျိုးကို6တန်းစိုက်ရပါမယ်။ဝတ်မုံကူးပေးဖို့အတွက်ဘီတိုက်ဖြစ်တဲ့ဘေကွန်ဖာတီဇူတာနိုဘူး7စတဲ့မျိုးတစ်မျိုးကိုရွေးချယ်ပြီး1တန်းစိုက်ပျိုးရပါမယ်။အေးတိုက်နဲ့ဘီတိုက်ရောနှောစိုက်ပျိုးတဲ့အခါမှာအေးတိုက်အပင်ရဲ့အမအင်္ဂါပန်းပွင့်ချိန်နဲ့ဘီတိုက်အပင်ရဲ့အဖိုးအင်္ဂါပန်းပွင့်ချိန်တို့ဟာကွက်တိတူညီနေရမှာဖြစ်ပါတယ်။ဘီတိုက်ခတ်ချိန်ဒါမှမဟုတ်ပြားပတုံးတွေလာရောက်ချိန်မှာဝတ်မုံတွေအလွယ်တကူကူးရှက်နိုင်ပြီးတော့အသီးမတင်ပဲကြွေးကြခြင်းမှတိတိတသာကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်ထောပတ်စိုက်ခင်းအတွင်းပြားအောင်တွေကိုသဘာဝအတိုင်းထားပြီးတာဒါမှမဟုတ်ပြားမွေးမြူတာကိုတွဲဖက်လောက်ကင်မယ်ဆိုရင်ပြားတွေကဘီတိုက်ကဝင်းမုံတွေကိုအေးတိုက်စီကိုလျင်မြန်စွာကူးရှက်ပေးနိုင်တဲ့အတွက်ကြောင့်အသီးတင်နှုံကို2ဆနီးပါးပိုမိုတိုးတက်လာစေနိုင်ပါတယ်ရှင်။မှန်ပါတယ်ရှင်။ထောပတ်ပင်ဟာနှစ်ရှည်သီးနှံပင်ဖြစ်ပြီးတော့ဂိုင်းဆက်အပင်တွေဟာစတင်ဂိုင်းဆက်ပြီး2နှစ်3နှစ်အတွင်းအသီးခွတ်ဆွတ်နိုင်တဲ့အတွက်2နှစ်3နှစ်အတွင်းငွေဖြစ်နိုင်တဲ့သီးနှံဖြစ်ပါတယ်။ဂိုင်းဆက်အပင်ရဲ့စီးပွားဖြစ်အသီးပေးနိုင်တဲ့အပင်သက်တမ်းဟာစနစ်တကျပြုစုပြိုးထောင်ပေးနိုင်မယ်ဆိုရင်နှစ်ပေါင်း30ကနေ50အထိသက်တမ်းရှိပါတယ်။ဒါကြောင့်မို့ထောပတ်ဂိုင်းဆက်ပင်တွေဟာမိမိတဘာဝသက်တမ်းတစ်လျှောက်သာမကပင်သားစင်မြေးဆက်အထိအနှစ်90နီးပါးရေရှည်ဝင်ငွေရှာပေးနိုင်တဲ့အပင်တွေပဲဖြစ်ပါတယ်။မြန်မာထောပတ်သီးကိုတရုတ်၊ထိုင်း၊အိန္ဒိယ၊စင်ကာပူနဲ့ဟောင်ကောင်နိုင်ငံတွေကိုတင်ပို့လျက်ရှိနေပြီးတော့ပြည်တွင်းမှာလည်းစားသုံးမှုနဲ့ဝယ်လူအားမြင့်တက်နေခြင်းကြောင့်ထောပတ်သီးဟာဈေးကောင်းရရှိနေစေဖြစ်ပါတယ်။ဒါကြောင့်မို့ထောပတ်ဆိုင်တောင်သူတွေအနေနဲ့လေဒေသမျိုးတွေထက်နိုင်ငံတကာဈေးကွက်ဝင်မျိုးကောင်းမျိုးတန်တွေကိုစိုက်ပျိုးနိုင်မယ်ဆိုရင်ဝယ်လူအားအထူးကောင်းမွန်ပြီးတည်ငြိမ်တဲ့ဈေးကွက်ရရှိနေမှာဖြစ်ပါတယ်။ထောပတ်ပင်ဟာပုံမှန်အားဖြင့်နှစ်ပေါင်း30-40ကျော်ပါကအသီးထွက်နှုန်းအနည်းငယ်ရော့ကျသွားနိုင်ပေမယ့်ဂိုင်းဖြတ်ပြုပြင်ပေးတာတဘာဝမျိုးစာပုံမှန်ကျွေးတာတို့ကိုစနစ်တကျပုံမှန်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်နှစ်ပေါင်း80-100အထိတက်တန်းရှိနိုင်ပါတယ်။ဒါကြောင့်မို့ရေရှည်ဝင်ငွေရှာပေးနိုင်ပြီးတားဆင်မြင့်ဆက်အထိစီးပွားရေးကောင်းစေဖို့ထောပတ်သီးပင်စိုက်ကြပါစို့လို့ဒီကနေ့သုတပရိသစိုက်ပျိုးနည်းပညာအစီအစဉ်ကနေတိုက်တွန်းလိုက်ပါတယ်။နားဆင်နေကြတဲ့သောတာရှင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။